န်သာ၍တို့ရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလုံးငါဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏမြတ်သုံးပါးတို့အားရှုသိမြတ်တို့လက်ဆုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြသောတက္ကိစ္စကာရဝပဏမကုတုစေရဏဖြာပြတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကြမ်းမာခြင်းခွန်အားဗလာပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနေနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေအဟံဗန္တိတိတရဏိနသဟပိစတိလံအမံယာစာမိအနုဂဟံကတဝါတိလံဒီထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏိနသဟပိစတိလံအမံယာစာမိအနုဂဟံကတဝါတိလံဒီထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏိနသဟပိစတိလံအမံယာစာမိအနုဂဟံကတဝါတိလံဒီထမေဗန္တိယမဟာဝဒ္ဓမိတဝတိထနမောတတ္တဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိတရဏခမနံပရိပုဏ္ဏံပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသူရာမိရိယမစ္ဆပမဒဌာနဝေရမဏိသိက္ခာပဒံသမာဓိယာမိဣဒံမေတိလံနိဗ္ဗာနတ္တပစ္စယောဟောတုတိတရဏိနသဟပိစ္ဆတိလံဓမ္မံတရဂံကတဝါအပမတိနတမ္ပါဒိဋ္ဌာ
1384 ခုနှစ်ပြာသုလဆန်း17 ရက်2023 ခုနှစ်ဦးကာလနိုင်ငံတကာနှစ်သစ်ကူဇန်နဝါရီလ1 ရက်တနင်္ဂနွေနေ့ရန်ကုန်ရွှေဂုံတိုင်းဆေးရုံမိသားစုတို့၏11 ကြိမ်မြောက်ဆင်ကျင်းပပြုလုပ်အပ်သည့်နိုင်ငံတကာနှစ်သစ်ကူနှစ်ဦးအထူးဓမ္မသဖြင့်အခမ်းအနားတွေအွန်လိုင်းမှာဟောကြားအပ်သောလောကအတွင်းနေထိုင်ခြင်းနှင့်လောကမှာထွက်ခွာခြင်းအကြောင်းတရားဒေသနာတော်သုတ်တန်လေးတစ်ခုကိုအခြေပြုပြီးတော့လောကအတွင်းမှာနေထိုင်ခြင်းနဲ့လောကမှာထွက်ခွာခြင်းဒီတစ်ခုကိုရှင်းနေဟောပြောတာယူမှတ်သားကြရအောင်လောကဆိုတာဘယ်လိုအဓိပ္ပာယ်နဲ့ခေါ်ထားလဲလို့ဆိုလောကရဲ့အဓိပ္ပာယ်ကလှုပ်စတိပလှုပ်စတိတိလောကောလှုပ်စတိပျက်စီး၍နေတတ်၏ပလှုပ်စတိအလုံးကိုပျက်စီး၍နေတတ်၏ဣတိတသမထို့ကြောင့်လောကောလောကမြည်လောကရဲ့လောကဆိုတဲ့ပါဠိဝါဒရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာအကောင်းအဓိပ္ပာယ်နဲ့ဖွင့်တာမဟုတ်ဘူးလုံးဝပျက်စီးနေတဲ့ဧရိယာကြီးတစ်ခုလောကလို့ခေါ်တာပဲနော်အကောင်းလို့မပြောဘူးလောကဆိုတာပျက်စီးနေတာဘယ်ရမှထာဝရမရှိဘူးအလုံးဟာပျက်စီးနေတာတိဆောက်လိုက်ပျက်စီးလိုက်တိဆောက်လိုက်ပြိုကျလိုက်ထာဝရကိုအပြည့်ဘက်ကိုလှည့်နေလို့လောကလို့ခေါ်တာပါတဲ့မြန်မာလူမျိုးတွေလည်းလောကဆိုတဲ့စကားလုံးကိုအသုံးပြုနေကြတာသို့တော့လောကရဲ့အဓိပ္ပာယ်ကအဲ့ဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့နောက်တခြားအဓိပ္ပာယ်တွေလည်းရှိပါသေးတယ်လောကကို၃မျိုးခွဲလိုက်တဲ့အခါကျတော့သရဝရရဲ့တိယာဖုံဌာနတွေကိုဩကာသလောကလို့ခေါ်တယ်ရှေ့ကဩကာသဆိုတဲ့စကားလုံးလေးထည့်လိုက်ဩကာသလောကအဲ့ဒီဘုံဘဝတွေမှာဖြစ်ပြီးတော့နေထိုင်ကြတဲ့တတ္တဝါတွေကိုတော့တတ္တလောကအဲ့ဒီဩကာသလောကနဲ့တတ္တလောကနှစ်ခုလုံးကိုခြုံငုံပြီးတော့ခေါ်လိုက်တဲ့အခါသင်္ခါရလောကဒါလောကသုံးပါးဆိုတာအဲ့ဒါပြောတာနော်တတ္တလောကဩကာသလောကတတ္တလောကသင်္ခါရလောကလောကရဲ့အထိပ္ပယ်မူရင်းကတော့လုံးဝပျက်စီးနေခြင်းလို့ဆိုတဲ့အထိပ္ပယ်ပေးတာဖြစ်လိုက်ပြက်လိုက်ဆိုတာတွေနဲ့ကြုံတွေ့နေရလို့လောကတခါတရဝတွေကိုကျတော့ကုသကံအကုသကံတို့နဲ့ကုသကံအကုသကံတွေကိုမိတီးပြီးတော့နေရလို့တတ္တလောကလို့ဒီလိုခေါ်ရတယ်ဩကာသလောကကြတော့သက်ရှိသက်မဲ့အရာဝတ္ထုတို့ရဲ့တရားဖြစ်လို့လောကလို့ခေါ်ရတယ်သင်္ခါရလောကကတော့ခုနလိုပြုပြင်ရင်ပျက်စီးခြင်းနဲ့ထာဝရမတည်မြဲတဲ့အခြေအနေကြီးတစ်ခုသင်္ခါရလောကလို့ခေါ်တာအဲ့ဒါကိုပဲလောကသုံးပါအဲ့တော့လောကအတွင်းမှာရောက်ရှိပြီးတော့နေကြတဲ့သရဝါတွေလူတွေရှိတယ်နတ်တွေရှိတယ်ပြမတွေရှိတယ်အပေပုံသားတွေရှိတယ်အလုံးလောကအတွင်းမှာရောက်ရှိနေထိုင်ကြတာဖြစ်တယ်ပေါ့
လောကတွင်ရောက်ရှိနေထိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နေကြတယ်နောက်ဆုံးမှာဘဝမှာအစဉ်ပြေလို့ချမ်းသာတယ်ဆိုတဲ့ဘုံဘဝတွေမှာတောင်းပါပဲသိဆုံးရခြင်းဆိုတဲ့နောက်ဆုံးအခြေအနေတစ်ခုကတော့အလုံးရင်ဆိုင်ရတာပြမာတွေလည်းရင်ဆိုင်ရမှာပဲနတ်တွေလည်းရင်ဆိုင်ရမှာပဲလူတွေလည်းရင်ဆိုင်ရမှာပဲလောကသားထဲမှာဩကတလောကကြီးထဲမှာသက်ရှိတရားဝါတွေဟာတဏှာထဲမှာတိတိငြိမ့်ငြိမ့်ထာဝရနေရတဲ့ဆိုတာမရှိဘူးဒီနေ့ကျတော့ထွက်ခွာရမှာပဲအလုံးဟာကောင်းတဲ့နေရာကဖြစ်စေမကောင်းတဲ့နေရာကဖြစ်စေအလုံးဟာဒီနေ့လောကကြီးကထွက်ရမှာပဲဖြစ်တယ်ထွက်တယ်ဆိုတာရွှေ့ပြောင်းနေထိုင်ခြင်းပဲဖြစ်တယ်ဒီလောကတည်းကထွက်သွားတာမဟုတ်သေးဘူးအဲ့တော့လောကဆိုတာပြိုကျပျက်စီးပြီးတော့ထာဝရတည်ငြိမ်တဲ့အရာမဟုတ်ထာဝရပြုပြင်ပေးနေရလို့ပျက်စီးနေတဲ့အရာကြီးလို့ဆိုတာကိုဒီနေ့နှစ်သက်ဦးနိုင်ငံတကာနှစ်သက်ကူနှစ်ဦးကာလမှာမိမိတို့ရဲ့အသိဉာဏ်ထဲမှာဒါတစ်ခုမှတ်သားထားဖို့လိုတယ်ပေါ့လောကကြီးဟာထာဝရနေရတဲ့နေရာမဟုတ်ဘူးလောကထဲမှာရှိသမျှအရာတွေဟာလည်းပဲထာဝရဆိုတာတစ်ခုမှမရှိဘူးတခဏအတွင်းမှာပျက်စီးသွားမယ့်အရာတွေသာဖြစ်တယ်ဆိုတာအဲ့ဒီလိုသိတဲ့အသိဉာဏ်ဟာဝိပဿနာဉာဏ်ပဲပေါ်တာလေဘုရားဘာသာဝင်တို့ဖို့အကောင်းဆုံးကုသိုလ်လုပ်ချင်လို့ရှင်တော့အဲ့ဒီအသိဉာဏ်ရအောင်လုပ်ဖို့ပဲလုပ်တယ်ကုသိုလ်ဆိုတာအသိပညာကိုလည်းကုသိုလ်လို့ခေါ်တာပဲအဲ့ဒီအသိပညာဆိုတဲ့ဝိပဿနာကုသိုလ်ဟာကုသိုလ်ထဲမှာတော့အကောင်းဆုံးကုသိုလ်လို့သူတို့ဆိုတယ်အဲ့တော့လောကထဲမှာအကောင်းဆုံးဖြစ်အောင်အကောင်းဆုံးအသိဉာဏ်နဲ့နေထိုင်မှုလိုအပ်တယ်ပေါ့သို့တော့တရားဝါတိုင်းဟာအဲ့ဒီအသိဉာဏ်မျိုးရှိလားဆိုမရှိဘူးတရားဝါရဲ့အနေထားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မိမိရရှိထားတဲ့တခဏတာအခြေလေးတွေပေါ်မှာရှင်မှုမေ့လျော့နေကြတာသာဖြစ်တယ်ထာဝရလို့ထင်ပြီးတော့ရမှုမေ့လျော့နေကြတာကိုရရှိထားတဲ့အခြေအနေတစ်ခုကထာဝရလို့အောင်းမေ့နေကြတာအဲ့လိုနဲ့ပဲမအိုရောမဲ့ပုံမသေးရောမဲ့ပုံပျော်ရွှင်ပြီးတော့ကြုံရမယ့်ဒုက္ခတွေကိုမေ့ထားပြီးတော့ရှေမောပျော်ရွှင်ပြီးတော့လူတွေဟာနေတာအဲ့ဒါကိုရစ်မှုချင်းမေ့လျော့ခြင်းလို့ခေါ်တယ်တရားဝါတွေဟာရစ်မှုမေ့လျော့ပြီးတော့နေကြတာအကြည့်ပဲအကုန်လုံးအယက်သေးစာမူရစေဝသုံးစွဲပြီးတော့အဖြစ်မှန်ကိုမသိလို့ပျော်ပါနေကြတဲ့အမှုသမားအတောက်သမားတွေရဲ့ပျော်ရွှင်မှုမျိုးပဲလောကလူသားတွေဟာအသိဉာဏ်ကဲမဲ့စွာနေထိုင်ကြတယ်ဆိုတာကိုရှင်မှုခြင်းမေ့လျော့ခြင်းလို့သူတို့ပြောတာအဲ့ဒါလို့ရင်မှုမေ့လျော့နေပြီးတော့ဘဝတစ်ခုဟာဒုက္ခနဲ့ကြုံတွေ့ပြီးတော့ဆုံးသက်သွားပြန်ဘယ်ဘဝပဲဖြစ်ဖြစ်ထာဝရတည်ငြိမ်ရတဲ့ဘဝမရှိဘူးသေဆုံးခြင်းကတော့အကြီးအကျယ်ပြောင်းလဲခြင်းဖြစ်တယ်သေဆုံးခြင်းမဟုတ်ခင်လည်းပဲလောကမှာတည်ငြိမ်စွာအေးချမ်းစွာနေနိုင်တဲ့ဆိုတဲ့အခွင့်အရေးဟာမရှိသလောက်ရှားပါတယ်ပေါ့အဲ့တော့လောကမှာနေပြီးတော့
ဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံသွားကြတဲ့ပုဂ္ဂိုလ်ဟာလောကအတွင်းမှာကိုလက်ရှိရရှိထားတဲ့ဘဝရဲ့အခြေအနေဆိုးတဲ့ဘဝမျိုးကိုရောက်ရှိသွားကြတယ်ဥပမာမဲ့လူဘဝကနေပြီးတော့အပေပုံရောက်သွားတယ်ဆိုရင်ဒါအခြေအနေအလွန်ဆိုးတဲ့ဘဝကိုရောက်သွားတာလို့ခေါ်တယ်လူဘဝကနေပြီးတော့နတ်ပြည်ရောက်တယ်မြမပြည်ရောက်တယ်ဆိုရင်ဒါအခြေအနေတစ်ခုကောင်းသေးတယ်လို့ပြောရမယ်အဲ့ဒီလိုအခြေအနေဆိုးသွားတာကဘာကြောင့်လဲအခြေအနေကောင်းတာကတော့ဘာကြောင့်လဲဆိုဆိုင်ရာအကြောင်းတရားတွေရှိတယ်ဒါကြောင့်လူဘဝဆိုတာလမ်းခုလက်မှာရှိတယ်လမ်းခုလက်ဆိုတာအထက်ကိုတက်မလားအောက်ကိုဆင်းမလားလမ်းနဲ့တွေ့ရှိတယ်ပေါ့အထက်တက်ခြင်းလည်းပဲတက်တဲ့နီလန်းနေလူဘဝမှာရှိတယ်အောက်ဆင်းခြင်းလို့ကတော့နီလန်းတောင်ရှာစရာမလိုဘူးအလွယ်တကူဆင်းသွားတာအဲ့တော့လမ်းနဲ့တွေ့ရှိတဲ့ထဲမှာလောကအတွင်းမှာနေထိုင်တဲ့အခါမှာအောက်မဆင်းဖို့အတွက်အရေးကြီးတာပေါ့ပင်ကိုကပါလောကကြီးဟာမတည်ငြိမ်ရတဲ့အထဲရွှေ့ရှားပြောင်းလဲနေကြတဲ့အထဲမှာကိုယ့်ရဲ့အမှားလုံးမိမှုကြောင့်အောက်ကိုဆင်းသွားမယ်ဆိုရင်ပိုနစ်နာသွားတာမတည်ငြိမ်တဲ့လောကထဲမှာဆင်းရဲဒုက္ခလျှော့ပါသက်သာတဲ့အနေအထားမျိုးကိုမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒီဆင်းရဲဒုက္ခရောပါသွားအောင်လောကအတွင်းမှာဘယ်လိုနေမလဲလက်ရှိဘဝမှာနေပုံနဲ့နည်းလေးကိုအကောင်းဆုံးနေထိုင်မှုဆိုတာကို general point နဲ့မြတ်စွာဘုရားဟောထားတာလေးရှိတယ်ကိုယ့်ဘဝမှာမတည်ငြိမ်တဲ့ဘဝကြီးမှာအကောင်းဆုံးနေမယ်ဘယ်လိုနေမလဲနံပါတ်1ကလူဘဝဆိုတာလှုပ်ရှားရုန်းကန်ပြီးတော့အလုံးလုံးပြီးတော့ဘဝမှာယက်တည်ကြရတာဖြစ်တယ်အသိပညာတတ်ပညာတွေကိုအမိပြုပြီးတော့အသက်ရှင်ကြရတာဖြစ်တယ်ဒါကြောင့်မို့နံပါတ်1ကကိုလောက်ကင်တဲ့အတတ်ပညာနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်အောင်ကြိုးစားခြင်းနဲ့လိမ္မာကျွမ်းကျင်မှုအသိဉာဏ်ရှိခြင်းလိမ္မာကျွမ်းကျင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ထို့အသိဉာဏ်အတိုင်းကြိုးစားအထောက်ခြင်းဒါဘဝယက်တည်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဘဝယက်တည်နိုင်လောက်အောင်လူတိုင်းအသိပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်အဲ့ဒါမှဘဝမှာယက်တည်နိုင်မယ်ဘဝကိုယက်တည်ဖို့ရအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှုဒါလောကမှာနေလို့ရှိရင်အသိပညာရှိရမယ်ကြိုးပမ်းအထောက်ရမယ်ဒါနံပါတ်1အချက်နံပါတ်2အချက်ကတော့ကိုကြိုးစားအထောက်လို့ရရှိလာတဲ့ဥစ္စာတဏအခွင့်အရေးတွေကိုအလုံးနဲ့မျှဝေခံစားရမယ်လောကမှာကိုကြိုးရှာသမားဆိုတာကဲရှုပ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အဲကြောင့်ကိုကြိုးကိုသာကြည့်တတ်တယ်ကိုအကျိုးတစ်ခုတည်းကိုသာကြည့်တတ်တယ်ကိုကြိုးရှာတဲ့စိတ်ဓာတ်ကိုဖယ်ရှားပြီးတော့ကိုရှာဖွေလို့ရထားတဲ့အသိပညာအတတ်ပညာကိုကြိုးစားအထုတ်လို့ရထားတဲ့ဥစ္စာဒနာအများနဲ့ခွဲဝေသုံးစွဲနိုင်ရမယ်ဒါတခုဒါဆိုလိုတာကလောကထဲမှာဖြစ်လာရင်လောကကိုအကျိုးပြုရမယ်လို့ပြောတာနော်
လောကထဲမှာနေပြီးတော့လောကကိုဘာတွေအကျိုးပြုသွားသလဲအဲ့လိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေကိုလောကကမှတ်တမ်းတင်ပြီးတော့ဂုဏ်ပြုနေကြတာပဲလေဒါကြောင့်မို့လောကထဲမှာလောကကြီးကိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေရှိသလိုအကျိုးမပြုတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဖြည့်ဆည်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီမဲ့လောကအတွင်းမှာအကောင်းဆုံးနေခြင်းလို့ရှိရင်နေတယ်ဆိုတာလောကအတွင်းမှာနေထိုင်တာဟာလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ဒါကဒုတိယအချက်တတိယအချက်ကပါတော့ဆိုအာဟာတောအထလာပြီသူလို့ဆိုပြီးကိုကြိုးစားအထုတ်လို့ကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့ကြိုးစားအထုတ်မှုကြောင့်အောင်မြင်ကြီးပွားလာလို့ရှိရင်လူတွေဟာပဝေမြင့်ပြီးတော့အောက်ချိတ်လွတ်သွားတယ်အဲ့ဒီပဝေမြင့်ခြင်းအောက်ချိတ်လွတ်ခြင်းဆိုတာလောကလူတွေရဲ့မုန်းတီးရွံ့ရှာမှုကိုခံရတယ်ဒါကြောင့်မို့အောင်မြင်ကြီးပွားလာတဲ့အခါမှာပဝေမြင့်ခြင်းအောက်ချိတ်လွတ်ခြင်းမရှိဘူးတည်ငြိမ်တည်မတ်စွာနေဖို့ဒါဟာအရေးကြီးတဲ့တတိယအချက်ပဲဖြစ်တယ်စတုတ္ထအချက်ကတော့ဘာလို့ဆိုလူလောကဆိုတာထာဝရတာယာနေတာမဟုတ်ဘူးအဆိုးနဲ့တွေ့တဲ့အခါရှိတယ်အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိတယ်ဘဝမှာလည်းနုပြုတ်လန်းဆန်းတဲ့အချိန်ရှိတယ်လို့အိုမင်းရင်ရောသွားတဲ့အချိန်ရှိတယ်ဥစ္စာရဏကြွယ်ဝချမ်းသာတဲ့အချိန်ရှိတယ်လို့ဆင်းရဲမွဲတေသွားတဲ့အချိန်ကလည်းရှိတယ်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကြုံရတာရှိတယ်လို့စိတ်ဆင်းရဲစရာတွေပြဿနာတွေနဲ့ကြုံတဲ့အချိန်ပိုင်းဆိုလည်းရှိတယ်အလုံးကဝိုင်းပြီးတော့ချီးကျူးကြတယ်မြောက်စားကြတယ်ဆိုတဲ့အခါရှိတယ်လို့ပဲအလုံးရဲ့တတွေးခွက်မှာပက်လက်မြော့ပြီးကဲ့ရဲ့ခံရတဲ့အခြေအနေမျိုးတွေရှိတယ်လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလောကရဲ့သဘာဝလို့ဆိုတဲ့အကောင်အဆိုးလောကဓာတ်မျိုးနဲ့ကြုံတွေ့လာရမှာဖြစ်တယ်အဲ့ဒီလိုကြုံတွေ့တဲ့အခါမှာစိတ်ဓာတ်တုန်လှုပ်ခြောက်ခြားမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တည်မတ်စွာထားနိုင်ခြင်းဟာလည်းပဲစတုထအနေနဲ့လောကအတွင်းနေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်အဲ့တော့လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လိုတယ်ပေါ့နံပါတ်1လောကဘဝယတ္တိဖို့အတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှုနံပါတ်2ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအားလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်3အခွင့်အရေးတာလို့အောင်မြင်ကြည်ပွားလာတဲ့အခါစိတ်ဓာတ်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဘဝမမြင့်ဖို့ဘဝမမြင့်မဲနဲ့စိတ်ဓာတ်တည်ငြိမ်စွာထားနိုင်မှုစတုထအချက်ကကြာဆုံးခံရောက်တဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ပြီးစိတ်ဓာတ်မကြဘူးအဲ့ဒီတရား၄ပါးကိုသာဓုတရား၄ပါးလို့လည်းခေါ်တာဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံးအဲ့တော့ဘဝမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်၄ချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုထိန်းကျောင်းပြီးတော့နေရမယ်ဆိုတာဒါမှတ်သားတဲ့နဲ့ပေါ့နော်လောကမှာထွက်ခွာခြင်းလောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့တနေ့ကျတော့လောကကြီးဟာအဆုံးသတ်မကောင်းဇလန်နေမှာတော့အလွန်အဆွေးနဲ့ဒီကုန်းချုပ်တဲ့ဇလန်ရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်တဲ့ဇလန်လည်းရှိတယ်နော်
comedy တို့ tragedy တို့ဆိုတာဘဝမှာတော့ပျော်ရွှင်မှုနဲ့ညီကုန်းချုပ်ရတာလို့မရှိဘူးအမြဲတမ်းဟာသိဆုံးရတာနဲ့ဆုံးသက်တဲ့အတွက်ကြောင့်အကောင်းနဲ့ဆုံးသက်တဲ့ဘဝဇာတ်လမ်းဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲဆုံးသက်တာပဲတကယ်ဘဝဇာတ်ခုံမှာအဆိုးဆုံးပဲနောက်ဆုံးမှာဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘဝကထွက်ခွာပေးရတယ်ဆိုတဲ့နောက်ဆုံးဆင့်ရောက်သွားတာနော်ဘလောက်တော်လောကကြီးကိုဘလောက်ပဲကြိုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရပ်တိုင်နေမှုမရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်တယ်ပေါ့ရထားတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်လုံးဝမကောင်းတာဖះလောင်းတွေကအဲ့ဒီအဆုံးသတ်ကိုကြည့်ပြီးတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်လောကကိုဆင်ញင်သုံးသပ်တယ်သူတို့ရဲ့ဆင်ញင်သုံးသပ်ပုံလေးကိုကြည့်လောကကြီးဟာစိတ်ပြည့်စရာကောင်းလိုက်တာမွေးလာရပြီးတော့သိရတယ်လို့ဖြစ်ရသေးတယ်သိပြီးတော့လည်းနောက်တနေ့ပြောင်းရွှေ့ပြီးတော့မွေးရပြန်တယ်မွေးရပြီးတဲ့အခါတစ်ခါပြန်ပြီးတော့သိရပြန်တယ်ဖြစ်ခြင်းအိုခြင်းသိဆုံးခြင်းမွေးဖွားလာရတာလည်းအခက်ခဲမျိုးစုံပဲမွေးဖွားလာပြီးတဲ့နောက်ဘောဟာတဖြည်းဖြည်းရင့်လာပြီးတော့အိုမင်းလာခြင်းဟာလည်းပဲခက်ခဲတစ်ခုပဲတားဆီးလို့မရတဲ့အရာတစ်ခုပဲအိုမင်းပြီးတော့နောက်သိဆုံးသွားရခြင်းဆိုတာဟာလည်းပဲတားဆီးလို့မရတဲ့အရာတစ်ခုပဲမသေးတဲ့နိလန်မအိုတဲ့နိလန်ခဏထိအောင်ရှာကြလို့မရသေးဘူးကြိုးစားနေကြတော့မယ်ဘဝမှာထာဝရနေဖို့ဆိုပြီးတော့လောကအတင်းထာဝရနေဖို့ဆိုလူတွေဟာတတ်နိုင်သမျှကြိုးစားနေကြစေပညာဘက်ကလည်းပဲစေပညာနဲ့ကြိုးစားနေတာပဲကာထာမန္တရားဝိဇ္ဇာအတ္တပညာတွေကလည်းပဲကြိုးစားနေတာနော်မသိဘူးကြိုးစားကြတာပဲအလုံးသို့တော့ခဏထိအောင်မြင်တယ်ဆိုတာမရှိဘူးလောကမှာအသိဉာဏ်ရှိဆုံးပုဂ္ဂိုလ်လို့ခေါ်တဲ့မြတ်ဗုဒ္ဓကတောင်းတိတိကျကျဖွင့်ထုတ်ပြီးတော့ပြောသွားတယ်နတ္ထိသာတတ္တအမရဏံမွေးလာပြီးမသေးတဲ့လူဆိုတာမရှိပါဘူးလို့ပြောသွားတယ်မရှိဘူးလို့ပြောတာတိတိကျကျပြောသွားတာပဲနော်နတ္ထိသာတတ္တအမရဏံလောကကြီးမှာမွေးဖွားလာပြီးတဲ့နောက်မသေးပဲထာဝရနေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးဒါကိုပဲအရှိလုပ်ဖို့ကြိုးစားနေကြတာခဏထိအောင်မြင်တယ်လို့မကြားဘူးသေးဘူးနော်ပုံမြင်နေတာရှိနေတော့မယ်အဲ့ပုံမြင်နေမှရှိနေတာလူတွေရဲ့ချိုးပန်းချက်နဲ့မျောမှန်းချက်တွေကိုဖော်ပြနေတာသာဖြစ်တယ်ပေါ့အောင်မြင်မှုကိုဖော်ပြတာမဟုတ်ဘူးလူတွေဖြစ်ချင်တဲ့ဆန္ဒလူတွေရဲ့မျောမှန်းချက်လူတွေရဲ့ချိုးပန်းချက်ကိုသာလည်းဖော်ပြတာဖြစ်တယ်အောင်မြင်သွားတာတခုမှမရှိဘူးလောကမှာအသိဉာဏ်ရှိဆုံးလို့ပြောရတဲ့မြတ်ဗုဒ္ဓအသိပဲနဲ့မွေးလာရင်တော့မရဏံတံဟိစီဝိတံလူအသက်ဆိုတာသိဆုံးခြင်းမှာပဲအပြည့်တရမှာဖြစ်တယ်လို့တိတိကျကျတိတိကျကျထုတ်ဖော်ဟောကြားပြီးတော့မိမိကိုယ်တိုင်လည်းပဲသိဆုံးခြင်းကိုခံယူသွားတာပဲဖြစ်တယ်ပေါ့
အဲ့တော့လောကကြီးရဲ့အခြေအနေကိုကြည့်မယ်ဖះလောင်းနေတွေးတယ်လို့ပဲလောကကြီးကစိတ်ပြည့်ဖို့ကောင်းလိုက်တာမွေးလာပြီးတော့တဖြည်းဖြည်းအိုရတယ်အိုပြီးသေဆုံးရတယ်ဘယ်ရာမှမတည်မြဲဘူးနောက်တစ်ခါတနေရာရွှေ့ရပြန်တယ်အဲ့ဒီနေရာမှာလည်းပဲဒီတိုင်းပဲဒါစိတ်ပြည့်စရာကောင်းတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲလို့စဉ်းစားတယ်အဲ့ဒါဖះလောင်းတို့ရဲ့ဝိပဿနာတရားပဲနော်ပါဠိဘာသာနဲ့ဟောတာကိုမြန်မာလို့ပြန်ပြတာနော်ပါဠိလို့ဟောတာကိစ္ဆံဝတ္တယံလောကောအပ္ပနောလောကကြီးကစိတ်ပြည့်ဖို့ကောင်းလိုက်တာသာယတိစေဝစီယတိစာပရတိစာဖြစ်လာပြီးတဲ့နောက်မှာအိုရတယ်သိရတယ်သဝတိစာဥပပစ္စတိစာသိပြီးတဲ့နောက်မှာပြန်မွေးရတယ်စိတ်ပြည့်ဖို့ကောင်းလိုက်တာထာဝရနေလို့မရဘူးအဲ့ဒါဘာကြောင့်ဖြစ်နေရတယ်လဲလို့စဉ်းစားလိုက်တာဩရသေရဟာဘာကြောင့်ဖြစ်တာတော့လို့အကြောင်းရှာလိုက်တဲ့အခါသာတိပစ္စယသရမရဏငါတို့ဩရသေရဟာမွေးလာလို့သာဖြစ်ရတာဒါအဖြစ်ထုတ်တာဖះလောင်းနေကအဲ့လိုစဉ်းစားတာအဲ့ဒါကိုပဲပရိစ္ဆေသောဥပ္ပခေါ်တာနောက်ကြောင်းပြန်လိုက်တော့နော်အကြောင်းရှာတယ်ဘာကြောင့်အိုလဲဘာကြောင့်သေရလဲအကယ်၍လောကကြီးမှာငါမဖြစ်ခဲ့ဘူးဆိုရင်အိုစရာမရှိဘူးသေစရာလည်းမရှိဘူးငါဖြစ်လာလို့သာလဲအိုခြင်းသေခြင်းနဲ့ကြုံရတာဖြစ်တယ်ဒါဖြင့်ဇာတိဆိုတဲ့အဖြစ်တရားဟာဘာကြောင့်ဖြစ်လဲဘဝပစ္စယဇာတိတဲ့ကိုလုခဲ့တဲ့ဘဝကိုဖြစ်ပေါ်စေနိုင်တဲ့ကံတရားတွေကြောင့်ပဲဘဝကိုတိဆောက်တဲ့ကံတရားတွေကြောင့်ဘဝဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်ဆိုဒါဖြင့်ဘဝကိုဖြစ်ပေါ်လာတဲ့ကံတရားတွေဟာသူ့ဟာသူဖြစ်တာလားလဲဆိုမဟုတ်ဘူးဥပါဒနာပစ္စယဘောဘဝကြီးပေါ်မှာအထင်မြင်လွဲမှားမှုနဲ့ဆွဲလန်းမှုဒီနှစ်ခုကြောင့်ဖြစ်တာအထင်မြင်လွဲတယ်ဆိုတာအမှန်မသိတာ illusion ဖြစ်နေတာအမှန်မသိလို့ရှင် illusion ဖြစ်နေတာအဲ့ဒါကိုဥပါဒံလို့ခေါ်တာဥပါဒံဆိုတာထိတဏနဲ့ဒိဋ္ဌိကိုခေါ်တာပဲတောင်းမို့ဘဝကြီးကိုအမှန်တိုင်းမမြင်ခြင်းဟုတ်တယ်လေကိုမြင်တာအမှန်တိုင်းမြင်တာမှမဟုတ်တာတလွဲမြင်နေတယ်ဘယ်လိုတလွဲမြင်နေတော့ဆိုလူတွေဟာနာမည်တွေအသီးသီးမှဲ့ပြီးတော့လေးပဲတွေတတ်ထားတယ်တကယ်ရှိကိုတွေ့ကြည့်ရင်ယုံနဲ့နာမည်ရှိတာသူယုတ်ကိုယုတ်သူနံကိုနံရှုပ်တရားနံတရားနှစ်ခုနဲ့ပဲတိဆောက်ထားတာဖြစ်တယ်သို့တော့လေးပဲတွေမြို့မြို့တတ်တယ်အယောင်မြို့မြို့ဆိုးတယ်အဝတ်စားမြို့မြို့လုပ်တယ်အကြီးချင်းမြို့မြို့နဲ့ပေါင်းစားလိုက်တဲ့အခါသူကတော်တယ်ငါညံ့တယ်သူကဘာရတုငါဘာရတုနဲ့ဆိုပြီးတော့အစင်တန်းတွေကွဲပြားခြားနာပြီးတော့လာကြတယ်အဲ့ဒါအမှန်လားလို့ခေါ်တော့ဘယ်ဟုတ်လဲ illusion ပဲလွယ်မှားဆိုတာထင်မြင်နေခြင်းသာဖြစ်တယ်အမှန်တရားအစစ်မှာသူဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးသူဟာဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးအလုံးဟာယုံနဲ့သဘာဝတရားတသက်များတာဖြစ်တယ်လို့ဒီလိုမမြင်မချင်းခွဲခြားဆက်ဆံမှုတွေတွေ့တာမှုတွေဆွလန်းမှုတွေရှိနေဥမှာပဲအဲ့ဒါဥပါဒနာပစ္စယဘောခွဲခြားဆက်ဆံမှုကိုအကြောင်းပြုပြီးတော့လူတွေဟာကောင်းတဲ့အလုပ်တွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်ကြတယ်ဥပါဒနာပစ္စယဘောကံတရားတွေဖြစ်ပေါ်လာတာအဲ့ဒါကြောင့်ပဲဟုတ်တယ်ခွဲခြားဆက်ဆံမှုတွေကြောင့်ဖြစ်နေတွေ့တာမှုတွေကြောင့်ခွဲခြားဆက်ဆံမှုတွေဖြစ်တယ်တော့ဥပါဒနာဆိုတာတခြားမဟုတ်ဘူးတဏှာနဲ့ဒိဋ္ဌိ
ဒိဋ္ဌိဆိုတာတရားမဟုတ်တာကိုတရားလို့ထင်တာငါမဟုတ်တာကိုငါအရာဝတ္ထုတစ်ခုကိုငါဟာလို့စိတ်ကထင်တာငါနဲ့ငါဟာသူနဲ့သူဟာခွဲခြားလာကြတာတကယ်တော့ယုံနဲ့နာနှစ်ခုပဲရှိတယ်အစစ်မှန်မာနဲ့တူတော့ဆိုသင်္ဂုတ်တို့ကြီးကိုတရေလို့ထင်တာနဲ့သွားတူတယ်ကျိုးခွေကိုမွေလို့ထင်တာနဲ့သွားတူတယ်ကျိုးခွေကိုကျိုးခွေလို့သာသိမှဆိုရင်ကြောက်စိတ်ပေါ်မှာမဟုတ်ဘူးသင်္ဂုတ်တို့ကိုသင်္ဂုတ်တို့လို့ပဲသိတယ်တရေမဟုတ်ဘူးဆိုရင်ကြောက်မှာမဟုတ်ဘူးထို့တူပဲရှုံးနံကိုယုံနံလို့သာသိမှဆိုရင်တွေ့တာချင်းမုန်တီးခြင်းဖြစ်မှာမဟုတ်ဘူးအဲ့တော့ယုံနံကိုသူငါထင်ပြီးတဲ့နောက်မှာသူကငါ့ကိုဘယ်တော့မှစော်ကားခဲ့တယ်သူကငါ့ဘယ်တော့မှအကျိုးပြုတယ်ဆိုနော်တွေ့တာချင်းမုန်တီးခြင်းနဲ့တက်လာခဲ့တာအဲ့ဒီအထွန်းလောင်မှုကစလာတာလို့ဆိုတော့အဲ့တော့ဘဝမှာအကောင်းအဆိုးဆိုတဲ့ဘဝကိုရစေနိုင်တဲ့ကံတရားတွေလှုပ်လာတာဟာအဲ့ဒီအထင်လွဲမှမှုဆွလန်းမှုဥပါဒဏ်ကြောင့်ဖြစ်တယ်ဒါဖြင့်ဒီဥပါဒဏ်ကတော့ဘာကြောင့်ဖြစ်ရတာတော့လို့ဆိုတဏှာပစ္စယဥပါဒဏ်လူကျင်မှုကစတာပဲမှာတော့လူတွေရဲ့လူကျင်တဲ့ဆန္ဒအစလူကျင်တဲ့တဏှာအစလာတာဒါဖြင့်လူကျင်မှုကဘာကြောင့်စတာတော့ဆိုဝေဒနာပစ္စယတဏှာစိတ်ခံစားမှုကြောင့်ဖြစ်တာစိတ်ထဲမှာခံစားမှုတွေမြုပ်မြုပ်လာတယ်ကိုကြိုက်တာမကြိုက်တာသက်သာတာမသက်သာတာအဲ့ဒီဒုက္ခဒုက္ခဆိုတဲ့အတွေ့အကြုံခံစားမှုဝေဒနာကြောင့်လူတွေရဲ့တဏ္ဍာမှာတွေ့တာချင်းမုန်းတီးခြင်းဆိုတာလာတာလို့ဆိုတာဒါဖြင့်စိတ်ခံစားမှုကတော့သူ့ဘာသူဖြစ်လာတာလားဆိုဘယ်ဟုတ်မလဲဖတ်တာပစ္စယဝေဒနာအာယုန်နဲ့စိတ်နဲ့ဆုံတွေ့သွားလို့ဖြစ်တာဒါအကယ်၍အာယုန်နဲ့စိတ်နဲ့ဆုံတွေ့မှုမရှိဘူးဆိုရင်စိတ်ခံစားမှုမပေါ်ဘူးတစုံတစ်ယောက်ကကိုယ်ရှိမှာစီဘူးသည်တို့ဖန်ကားသည်တို့တမယာသည်တို့လိုအချင်းကိုစားနေရင်သေကြတာဖြစ်မှာမဟုတ်ဘူးမမြင်ရင်သေကြတာမဖြစ်ဘူးကိုယ်ရှိမှာအချင်းစားပြမယ်ဆိုရင်သေကြလာတာဒါသေကြတယ်ဖတ်တာဆိုတာအဲ့ဒီသဘောကိုပြောတာကြောက်စရာအာယုံတွေ့ရင်ထူးတုံတယ်အဲ့ဒါဖတ်တာရဲ့ထိခိုက်မှုလို့ပြောတာညမစကားမှာလံပြပစင်နာတယ်ခြေကန်းကခြေပါတယ်ခြေကန်းဆိုတဲ့ငှက်ကလံကိုမြားတို့ကြောက်တယ်သူကချွန်တက်တွေကိုသူစူးမှဆိုတဲ့ကြောက်တယ်အဲ့ဒီသူကြောက်တဲ့လံပြားလေးကိုပစင်လေးကနားနေတဲ့အခါသူကအလိုလိုခြေပါတယ်ဆိုတာပြောကြတာအဲ့ဒါလည်းဖတ်တာရဲ့သဘောကိုဖော်ပြတာပဲအဲ့တော့ဖတ်တာပစ္စယဝေဒနာစိတ်ခံစားမှုပေါ်လာတယ်ဒါဖြင့်စိတ်ခံစားမှုပေါ်လာတာဘာကြောင့်ပေါ်လာတာတော့ဆိုသလယရဏပစ္စယဖတ်တော့လူတွေရဲ့မျက်စိနာနာလျာကာယမနလို့ခေါ်တဲ့အတွင်းအစ္ဆဒဩဂန်တွေနဲ့ပြမက်ကအာယုန်တွေနဲ့ဆုံစည်းလိုက်တဲ့အခါမှာဒီဖတ်တာပေါ်လာတာမဆုံစည်းရင်မဖြစ်ဘူးအဲ့ဒါဆိုလို့အဲ့ဒါဖြင့်ဒီဆုံစည်းမှုကတော့ဘာကြောင့်ဖြစ်တာတော့ဆိုလူရဲ့တဏ္ဍာမှာရှိနေတဲ့ယုတ်တိနာနေကြောင့်ဖြစ်တာယုတ်နာနှစ်ခုပေါင်းစပ်နေလို့ဖြစ်တာနာမရူပပစ္စယသာလယတနာဒါဖြင့်ယုတ်နဲ့နာကဘာကြောင့်ဖြစ်တာတော့ဆိုဝိညာဏပစ္စယနာမရူပံတရေစိတ်ကလေးပေါ်လာရကနေပြီးတော့ဖြစ်လာတာအဲ့ဒီဝိညာဏဆိုတဲ့တရေစိတ်ကရောဘာကြောင့်ပေါ်လာတော့ဆိုသင်္ခါရပစ္စယဝိညာဏအတိတ်ကလုပ်ခဲ့တဲ့ကုသကံအကုသကံကြောင့်ဖြစ်တာအဲ့ကုသကံအကုသကံကဘာကြောင့်ဖြစ်တာတော့လို့ဆိုတဲ့အခါကျတော့အဝိဇ္ဇပစ္စယသင်္ခါရ
လှုပ်တဲ့နာကိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမတိခြင်းကစလာတယ်ဟုတ်တယ်လောကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမတိလို့ရှိရင်မလှုပ်တဲ့နာကိုလှုပ်တဲ့နာလို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်တယ်ထင်တော့မလှုပ်တဲ့နာကိုလှုပ်တဲ့နာထင်ပြီးလှုပ်လိုက်တယ်ပြဿနာတစ်ခုဖြစ်သွားတယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနေလိုက်တယ်ဒါလည်းပြဿနာဖြစ်သွားတယ်အဲ့ဒါသင်္ခါအဝိဇ္ဇပစ္စယသင်္ခါရလို့ဘုရားလုံးနေကအဲ့လိုအကြောင်းရှာပြီးတော့စဉ်းစားတာဒါဖြင့်လောကကြီးကထွက်ဖို့ကြတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိခြင်းကနေပြီးတော့သိတယ်ဆိုတာမသိဘူးဆိုတဲ့အဝိဇ္ဇမောဟကိုလုံးဝဖယ်ရှားပြလိုက်ဖယ်ရှားပြလိုက်တဲ့အခါလှုပ်တဲ့နာမလှုပ်တဲ့နာမသိတဲ့ပုဂ္ဂိုလ်တယောက်ဟာလှုပ်တဲ့နာမလှုပ်တဲ့နာကံကိုဖြစ်စေတဲ့အဓိကအကြောင်းတရားတွေကိုဖယ်လိုက်တဲ့အခါမှာကုသကံအောက်တုကံဆိုမဖြစ်တော့မဖြစ်ရင်ဘဝစာမဖြစ်တော့ဘဝမဖြစ်ရင်ယုံနာမရှိတော့ယုံနာမရှိတော့ရင်ဒီorganicယသိနာနာလေကာယမနဆိုတာမဖြစ်တော့ဘူးအဲ့ဒါမဖြစ်ရင်ဖတ်တာဆိုတာမဖြစ်ဘူးဖတ်တာမဖြစ်ရင်ဝေဒနာစိတ်ခံစားချက်မဖြစ်ဘူးစိတ်ခံစားချက်မဖြစ်ရင်လိုချင်မှုတဏှာမဖြစ်ဘူးလိုချင်မှုတဏှာမဖြစ်လို့ရှိရင်ဆွဲလန်းမှုမဖြစ်ဘူးဥပါဒံဆွဲလန်းမှုဥပါဒံမဖြစ်ဘူးဆိုရင်ကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်လို့ရှိရင်ဇာတိဆိုတဲ့မွေးဖွားမှုမလာတော့ဇာတိဆိုတဲ့မွေးဖွားမှုမလာလို့ရှိရင်အိုခြင်းသိခြင်းဆိုတာမလာတော့ဘူးလို့ဆိုတာဒါကဖះအလုံးတွေရဲ့ဝိပဿနာကျင့်စဉ်မှာအသိဉာဏ်နဲ့ဆင်ញင်သုံးသက်ချက်ပဲအဲ့လိုအသိဉာဏ်နဲ့ဆင်ញင်သုံးသက်ပြီးတော့လောကကြီးကထွက်ခွာဖို့လောကကြီးထဲမှာနေလို့ရှိရင်ဘယ်နည်းနဲ့မှလောကကြီးထဲမှာအကောင်းဆိုတာမရှိဘူးပြဿနာတွေကြုံတွေ့နေမှာဖြစ်တယ်ဒါကြောင့်မို့နောက်ဆုံးမှာလောကကြီးကထွက်ခွာရတာလည်းအကောင်းဆုံးဖြစ်တယ်ဆိုတာကိုရှာတွေ့ပြီးတော့လောကထွက်ခွာဖို့ကြိုးစားကြတာပဲဖြစ်တယ်ပေါ့အဲ့ဒီမှာကျင့်စဉ်လေးတစ်ခုလောကကြီးကထွက်ခွာခြင်းရင်ဘာလုပ်ရမလဲနံပါတ်1ဘယ်ခေတ်ဘယ်ခါကပဲဖြစ်ဖြစ်အခုပြောတဲ့ပြဿနာမျိုးစုံတဲ့လောကအန္တရာယ်မျိုးစုံနေတဲ့လောကဒီလောကကြီးကထွက်ခွာခြင်းရင်ထွက်ဖို့လမ်းပေါက်ကတော့ရှိကိုရှိရ exit ဆိုနော်ဒါတခုရှိကိုရှိရလောကကြီးကလွတ်မြောက်ဖို့ထွက်ပေါက်ဆိုတာရှိရမယ်အဲ့တော့လောကကြီးကထွက်ခွာခြင်းပြီဆိုရင်နံပါတ်1ကဘာလို့ဆိုရင်လောကကြီးရဲ့စိတ်ပြည့်စရာကောင်းဖို့ညီငွေ့ပုံတွေကိုသိရမယ်လောကကြီးကိုစိတ်မပြတ်သေးသမျှလောကထွက်ဖို့ဘယ်သူမှမချိုးစားဘူးနိုင်ငံတနိုင်ငံဟာပြဿနာတွေဖြစ်ပြီးတော့ရှုပ်ထွေးပွေလီဆင်းရဲဒုက္ခတွေအလီလီဖြစ်နေတဲ့လောကကြီးနိုင်ငံတနိုင်ငံကထိုနိုင်ငံမှာနေတဲ့လူတွေထွက်ခွာဖို့ကြိုးစားကြတယ်ဧရိယာတစ်ခုဟာငြိမ်းချမ်းမှုမရှိဘူးဆိုရင်အဲ့ဒီငြိမ်းချမ်းရေးမရှိတဲ့ဒေသကနေလူတွေကထွက်ခွာဖို့ကြိုးစားကြတယ်ဘာကြောင့်ထွက်ခွာဖို့ကြိုးစားလဲဆိုရင်အဲ့ဒီဒေသရဲ့မငြိမ်းချမ်းမှုဆင်းရဲဒုက္ခကြုံရမှုတွေကိုစိတ်ပြက်ပြီးတော့ထွက်ကြတာပဲမှန်အဲ့တော့လောကကြီးကထွက်ခွာခြင်းလောကကြီးရဲ့စိတ်ပြက်စရာတွေကိုသိဖို့အရေးကြီးတယ်ပေါ့နံပါတ်1လောကကြီးကိုစိတ်ပြက်လာမှလောကကြီးကထွက်ဖို့ကြိုးစားမှာတမန်အပြင်တော့ဘုရားဘာသာဝင်နေရဣဒံမိပုံညာနိဗ္ဗာနတပစ္စယောဟောတုဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းရတယ်အများစုကတော့ဆိုစဉ်အနေနဲ့ဆိုလိုက်တဲ့သဘောရှိတယ်တကယ်ကိုနိဗ္ဗာန်ကိုလိုချင်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကနေကောင်းနေလိမ့်မယ်
ဘာလို့နဲတာတော့ဆိုလောကရဲ့အပြစ်မြင်မှမမြင်တာအစဉ်ပြေးနေတာဟုတ်သူကအစဉ်ပြေးနေတဲ့နေရဘယ်တော့မှမထွက်ဘူးသူကတက်တလုံးနေမှာပဲအဲ့ဒီမှာအစဉ်မပြေဘူးဆိုမှထွက်ဖို့စဉ်းစားမှလေသူကအဲ့တော့လောကကြီးရဲ့အစဉ်မပြေတာတွေကိုသိရှိနားလည်ဖို့ကပထမကြိုးစားတယ်လောကကြီးရဲ့အစဉ်မပြေမှုကိုသိရှိနားလည်တဲ့ဉာဏ်ကိုဘာဉာဏ်လို့ခေါ်တော့ဆိုရင်ဝိပဿနာဉာဏ်လို့ခေါ်တာပဲအဲ့ဒါရှင်းရှင်းလေးပြောလို့ရှိရင်လောကကြီးရဲ့အပြစ်ကိုမြင်တဲ့ဉာဏ်ကဝိပဿနာဉာဏ်ပဲကြည့်လေအကောင်းမှမဟုတ်တာသဗ္ဗေသင်္ခါရအနိစ္စလောကထဲမှာရှိတဲ့အရာတွေကဘယ်ဟာမှမမြဲဘူးဖြစ်ပြီးရင်ပျောက်သွားမှာပဲသဗ္ဗေသင်္ခါရဒုက္ခလောကကြီးထဲမှာရှိတဲ့အရာအလုံးဟာဖြစ်မှုပြမှုတွေကအမြဲတမ်းနှိမ့်ဆက်နေလို့စိတ်ပြည့်စရာကောင်းတဲ့အရာတွေသာဖြစ်တယ်ဒုက္ခသာဖြစ်တယ်စိတ်ပြည့်ဖို့ပဲရှိတာသဗ္ဗေဓမ္မအနတ္တသဘာဝတရားတွေမှန်သမျှကိုလို့ဖြစ်တာတခုမှမရှိဘူးသူ့သဘာဝအတိုင်းသူဖြစ်နေတာသာဖြစ်တယ်ငါနဲ့သက်ဆိုင်မှုမရှိဘူးလို့အဝတ္တဝတ္တနာငါရဲ့စိတ်တိုင်းညဖြစ်နေတဲ့အရာဆိုတာမရှိဘူးငါလုံနိုင်တာမရှိဘူးလူတွေဟာကောင်းတော့ကတော့ထင်ကြတယ်ငါခြေငါလက်ငါပိုင်နေငါလှုပ်လို့ရတယ်လို့အုံနောက်တစ်ခုဖြစ်သွားတယ် paralyze ဖြစ်သွားတယ်ဆိုလှုပ်မရတော့ဘူးလေကိုလုံးထမှာမဟုတ်တာလေဖြတ်သွားတယ်ဆိုရင်ဘယ်လိုလှုပ်လို့ရတော့အဲ့တော့ငကိုယ်တော့လှုပ်လို့ရတာကိုလှုပ်ချင်လို့ရတာလားဆိုမဟုတ်ဘူးလေမဖြတ်လို့ဓာတိပါကသူကသူစွမ်းဆောင်နေတာကိုငါလှုပ်တယ်လို့ထင်နေတာနော်ခုခေတ်မှာပိုးပြီးတော့သိတာသေးတယ်အုံနောက်သွေးကြောပေါက်လို့တဲ့အုံနောက်ထဲမှာကြိတ်တွေးလို့ခွဲလိုက်ရတယ်ခြေတစ်ဖက်လက်တစ်ဖက်မလှုပ်နိုင်တော့ဘူးအဲ့လှုပ်နိုင်တာကသူ့အကြောင်းကျိုးညီညွတ်နေတာလှုပ်လို့ရတာကိုလှုပ်လို့ရတာမဟုတ်ဘူးဒါပေမဲ့ကိုလှုပ်လို့ရတယ်လို့ထင်နေတာအဲ့တော့သဘာဝတရားတစ်ခုချုပ်ရင်းသွားလို့ရှိရင်အကြောင်းကျိုးမညီညွတ်တော့ဘူးဆိုရင်ကိုဘာမှတတ်နိုင်တာမရှိဘူးနော်ကိုမျက်လုံးတော့ကိုဖွင့်နိုင်တာမှမဟုတ်တာကိုလို့ရတာဆိုတာတစ်ခုမှမဟုတ်ဘူးဆိုတာအနတ္တသဘောတရားအရာအမှန်တမ်းထင်ရှားတယ်ပေါ့နော်အကြောင်းကျိုးညီညွတ်နေတာသူဖြစ်တာအကြောင်းတစ်ခုချိုးရင်းသွားတာနဲ့တပြိုင်နက်ကိုလှုပ်ချင်တော့လဲလှုပ်လို့မရတော့အဲ့ဒါအနတ္တဆိုတာအဲ့ဒါကိုပြောတာကိုလှုပ်ချင်တိုင်းဖြစ်နေတာဟာသဘာဝတရားတွေကသူ့စွမ်းဆောင်နေလို့သာဖြစ်တယ်ကိုလှုပ်တာမဟုတ်ဘူးသဘာဝတရားတွေစွမ်းဆောင်မှုတစ်ခုချိုးရင်းပျက်စီးသွားတယ်ဆိုရင်မရတော့ဆိုပါစို့ကားဆိုလို့ရှိရင်သူကားရမပါတဲ့စက်ကရိယာတွေအကုန်လုံးပြည့်စုံရှိနေမောင်းလို့ရနေတာဝါကြိုးလေးတစ်ချောင်းပြတ်နေတယ်ပြုတ်နေတယ်အရေးကြီးတဲ့နေရာကမရှိဘူးဆိုဘယ်မောင်းရတော့မှာစနှိုးလို့တော့မရကိုလို့တာမဟုတ်ဘူးဆိုတာမတမထင်ရှားတယ်ပေါ့အဲ့ဒါကိုအနတ္တလို့ပြောတာဗျာအဝတ္တဝတ္တနာကိုလို့တိုင်းဘာတစ်ခုမှမဖြစ်ဘူးအဲ့တော့လောကကြီးကကြည့်လိုက်မယ်ဆိုရင်အနိစ္စဒုက္ခအနတ္တဆိုတာနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ပြည့်စရာကောင်းတယ်အဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့လောကကြီးကထွက်ခွာခြင်းနဲ့ငြိမ်းချမ်းတဲ့နေရာကိုသွားခြင်းနဲ့ဒီလောကရဲ့အပြည့်အနာစာတွေမရှိတော့တဲ့နေရာရောက်ခြင်းနဲ့နိဗ္ဗာန်ဆိုတာအဲ့ဒီပြဿနာတွေကင်းသွားတာကိုခေါ်တာအဲ့ဒါကိုရောက်ခြင်းနဲ့ဆိုရင်ဘယ်လမ်းကြောင်းကထွက်ကြမလဲ the exit way နော် exit ဆိုတာရှိတယ်ဘယ်ပေါက်ကထွက်မလဲဆိုအဲ့ဒါကို
ကျင့်စဉ်လေးကိုအကျဉ်းလေးပဲဟောထားတာရှိတယ်အဲ့ကျင့်စဉ်တွေကဘာလို့ဆိုတော့လောကကြီးကထွက်ချင်လို့ရှိရင်နံပါတ်1အပိတ်အဆုတ်အနှောင့်အယှက်တွေကိုအရင်ရှင်းဖို့ကြိုးစားအပိတ်အဆုတ်အနှောင့်အယှက်ဆိုတာကိုတရားဓမ္မအသုံးနှုန်းနဲ့ပြောမယ်ဆိုရင်နိဝရဏတရား၅ပါးနော်နိဝရဏတရား၅ပါးနိဝရဏဆိုတာစိုးပိတ်တာအိတ်စစ်ကိုကွဲထားတဲ့ထွက်ပေါက်ကိုပိတ်ဆို့ထားတဲ့အပိတ်အဆုတ်တွေကိုအရင်ဖောက်ရမယ်အဲ့ဒါတွေကိုအရင်ဖယ်ရမယ်လို့ပြောတာအဲ့တော့ဘုရားဘာသာဝင်တွေကြောက်သိပူကြတာတွေများလိမ့်မယ်နိဝရဏဆိုတာပိတ်ဆို့ထားတာအပိတ်အဆို့ကြီးအဲ့တော့ချုံနှုံထားတဲ့နေရာကထွက်ချင်ဘယ်နေရာပိတ်ထားတော့အဲ့ပိတ်တဲ့နေရာဖွင့်မှုကြိုးစားရတာပဲအဲ့တော့လောကကြီးကထွက်ခွာခြင်းလောကကြီးကိုဘယ်နာပိတ်ထားတာတော့ဆိုတော့အဲ့ဒီအပိတ်ဆို့ကပါလဲဆိုလို့ရှိရင်နိဝရဏတရား၅ပါးပဲနိဝရဏတရား၅ပါးကနံပါတ်1ကလူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာဆန္ဒကာမိဆန္ဒကာမဆိုတာလူချင်းစရာအာယုန်တွေကိုဆန္ဒကလူချင်းနေတဲ့လောဘဒီနေရာမှာဟိုရိုးရိုးဆန္ဒကိုပြောတာမဟုတ်ဘူးဆန္ဒကြီးကကြံသမျှပြည့်စည်တယ်ဆိုဆန္ဒကိုပြောတာမဟုတ်ဘူးဒီဆန္ဒကတဏှာကိုပြောတာနော်လူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာအဲ့ဒါကတင့်အတွက်အပိတ်ဆို့တစ်ခုဖြစ်နေတယ်အဲ့ဒါဖယ်ရမယ်လူချင်းနာမရရင်သူဆိုတာဘာဖြစ်လဲဒေါသဖြစ်တယ်အဲ့ဒီဒေါသဟာလည်းအပိတ်ဆို့တစ်ခုဖြစ်တယ်အဲ့တော့ကာမိဆန္ဒဆိုတဲ့လောဘသည်အပိတ်ဆို့တစ်ခုပြီးရင်တို့ကျင်နာမရလို့ဖြစ်ပေါ်လာတဲ့ဖြာပါရဆိုတဲ့စိတ်မကြည်မလင်စိတ်ပျက်စီးနေမှုကလည်းပဲအပိတ်ဆို့တစ်ခုပဲနောက်တစ်ခုကကောင်းတာလုပ်ဖို့စိတ်အားထက်သန်မှုမရှိတဲ့ဌိနမိတ်တာကလည်းအပိတ်ဆို့တစ်ခုပဲစိတ်မတည်ငြိမ်မှုစိတ်သောကရှောင်မှုဆိုတဲ့စိတ်မတည်ငြိမ်မှုစိတ်ထဲမှာမကြေမနက်နောင်တရနေမှုပူပန်နေမှုဆိုတဲ့ဥဒိစ္စကုက္ကုစလည်းအပိတ်ဆို့တစ်ခုပဲဖြစ်မှဖြစ်ပါမလားဒီလမ်းကြောင်းကသွားလို့ရမှရပါမလားလို့ဆိုရယ်စဝေဇဝဖြစ်နေတဲ့တန်တရားဖြစ်မှုကလည်းပဲအပိတ်ဆို့တစ်ခုပဲကာမဂုဏ်အာယုန်တွေကိုလိုချင်နေတဲ့လောဘမုန်တိယွန့်ရှာတဲ့ဒေါသကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်အားတက်တာမှုမရှိတဲ့ဌိနမိတ်တာစိတ်ကိုစူးစိမ်လို့မရအောင်လွင့်ပြန်နေတဲ့ဥဒိစ္စနဲ့နောင်တပူပန်မှုကုက္ကုစဖြစ်မှဖြစ်ပါမလားမှန်မှဟုတ်ပါမလားလို့ဆိုတဲ့တန်တရားကြီးဖြစ်နေမှုဝိသိကိစ္စဝိသိကိစ္စဆိုတာအသိပညာအားနည်းသွားတာကိုပြောတာနော်တန်တရားဆိုတာခေါင်းကုတ်ချင်နိုင်ကုတ်အဖြေမထုံးနိုင်တာအဲ့ဒါဝိသိကိစ္စပဲသူကဘာလို့လို့ဆိုဝိသိကိစ္စရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့အခါမှာဝိသိနန္တတကိစ္စစဉ်းစားလိုက်တိုင်းခေါင်းရှုပ်သွားတာစဉ်းစားလိုက်ရင်ဖြေမထုံနိုင်လို့ခေါင်းရှုပ်သွားတာကိုဝိသိကိစ္စလို့ခေါ်တယ်သို့တော့အများကတော့တန်တရားလို့ပြောတာတန်တရားဆိုတာခြေတုံချတုံဖြစ်နေတာလေအဖြေမထုံနိုင်တာပဲတူတူပဲအဲ့တော့ဝိသိကိစ္စကိုဖယ်နိုင်တာကပညာဖြစ်တယ်အဲ့တော့အသိပညာအားနည်းနေသမျှခေါင်းကုတ်စဉ်းစားလို့အဖြေမထုံနိုင်တာဝိသိကိစ္စပဲဝိသိနန္တတကိစ္စတေးသေးချာချာအလေးနဲ့စဉ်းစားလေးအဖြေမထွက်လေးဖြစ်လာတယ်ပင်ပန်းလာတယ်ဆင်းရဲလာတယ်အဲ့ဒါဝိသိကိစ္စလို့ခေါ်တယ်
လူတွေကအတွေးတွေများတာဝိသိကိစ္စများတယ်လို့ပြောနေကြတာအဲ့ဒါလွဲမှားပြီးတော့ပြောတာဝိသိကိစ္စဆိုတာရှုံမတန်တရားသို့မဟုတ်အဖြေထုတ်ဖို့ကြိုးစားတိုင်းစိတ်ပင်ပန်းမှုဖြစ်စေတဲ့တရားအသိဉာဏ်စွမ်းအားရောကြနေမှုပဲဒါတော့တွက်ကြည့်လိုက်တဲ့အခါကျတော့ဒီ၅ခုကိုရင်ဖယ်ရှားဖို့လိုအပ်တယ်အဲ့ဒါဟာလောကကြီးကထွက်ဖို့အတွက်အပိတ်ဆို့တွေဖြစ်နေတယ်အဲ့ဒီအပိတ်ဆို့တွေကိုရှင်းလိုက်ပါဘာနဲ့ရှင်းရမှာတော့သမာဓိနဲ့ရှင်းရမယ်အာယုန်တစ်ခုပေါ်မှာခြေဆိုင်ပြီးတော့စိတ်တည်ငြိမ်မှုရအောင်ကြိုးစားအထောက်လိုက်တာသမာဓိတည်ငြိမ်စွာထားနိုင်သွားလို့ရှိရင်တိုးကျင်တာလည်းမလာဘူးမုန်းတိတာလည်းမလာတော့စိတ်တက်ပြောညံ့တာလည်းမဖြစ်တော့ဘူးလေလွင့်တာနောင်တပူဝန္တာတွေမဖြစ်တော့ဘူးစိတ်ပင်ပန်းတာတွေမလာတော့အဲ့ဒါရှင်းသွားတာလို့ခေါ်တယ်အဲ့ဒီနိဝရဏဆိုတဲ့အပိတ်ဆို့တရားကအသိပညာကိုရောပါအားနဲ့သွားစေတတ်တယ်စိတ်ရဲ့အညစ်အကြေးဖြစ်တယ်ဒါကြောင့်သူတို့ကိုအရင်ရှင်းတန်တရားကထွက်ပေါက်ရခြင်းလို့ရှိရင်ဒီနိဝရဏတရား၅ပါးကိုအရင်ရှင်းမှလို့ပြောတာဘာနဲ့ရှင်းရမလဲသမထကျင့်စဉ်တစ်ခုကျင့်ပြီးရှင်းဒါပြင်ထွက်ပေါက်ရပါလားဆိုမရသေးဘူးဆက်လို့အောင်မယ်ထွက်ပေါက်ကိုတွေးဖို့အတွက်တတိရှိဖို့လိုအပ်တယ်တတိနဲ့အာယုန်နဲ့စိတ်နဲ့အမြဲတမ်းတွဲနေဖို့လိုတယ်အဲ့ဒီအမြဲတမ်းတွေးနေရမယ့်အာယုံကပါတယ်တုံးဆိုရင်တတိပဋ္ဌာန်တရား၄ပါးကာယဝေဒနာစိတ်ဓမ္မဆိုလိုတာတော့တတိထားရမယ့်ဟာတွေကပေါင်းလိုက်မယ်ဆိုရင်ဒီယုံနဲ့နှစ်ခုပေါ်ပဲတတိထားခိုင်းတာပါပဲနော်ကာယကိုယ့်ရဲ့အတွင်းအစ္ဆဒကာယဗိဓကာယအဲ့ဒီကာယပေါ်မှာစိတ်အနေထားကိုသိနေဖို့တတိထားဖို့ကြိုးစားနေရထားဖို့တတိလွတ်လိုက်တာနဲ့တပြိုင်နက် illusion ဖြစ်သွားမယ်လေဒါကြောင့်မို့ကာယရှုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တတိရှိနေရမယ်စိတ်ခံစားခြင်းနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ဝေဒနာကိုယ်စိတ်အခြေအနေနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ကျန်တဲ့သဘာဝတရားတွေနဲ့ပတ်သက်ပြီးသိရှိနေရမယ်ကာယဝေဒနာစိတ်ဓမ္မအဲ့ဒီတတိပဋ္ဌာန်တတိရဲ့အာယုန်၄ရပ်ပေါ်မှာတတိကိုခိုင်ခိုင်မာမာအခြေစိုက်ထားပါအဲ့ဒီကလွယ်ပြီးကျန်တာတွေကိုအာယုန်မဆိုင်နဲ့အဲ့ဒီ၄ခုတရားတစ်ခုကိုအာယုန်ဆိုင်ပါ၄ခုစလုံးစိုက်ခိုင်တာမဟုတ်ဘူးအဲ့ဒီ၄ခုတည်းထွက်မသွားဖို့အရေးကြီးတယ်အဲ့ပေါ်မှာအာယုံစိုက်ထားပါအဲ့ဒီအာယုံစိုက်ပြီးတော့အာယုံစိုက်ုံနဲ့ရပါလားလို့ဆိုမရသေးဘူးအရေးကြီးတာကအသိပညာတိုးပေါအောင်လုပ်ရမှာအဲ့ဒါကြောင့်မို့အဲ့ဒီအာယုံ၄ရက်ပေါ်မှာစိတ်ဆိုင်ပြီးတော့ဖို့စဉ်9ပါးအသိဉာဏ်ရဲ့စွမ်းဆောင်မှုကိုပေးနိုင်တဲ့တရား9ပါးကိုကိုယ့်ရဲ့နဲ့မှာဖြစ်အောင်အခိုင်အမာတိုးတက်လာအောင်ကြိုးစားပါအဲ့တော့ကြိုးစားတယ်ဆိုဘယ်လိုလုပ်ရမှာတော့ဆိုဖို့စဉ်9ပါးဆိုတာအလုံးသိတဲ့အတိုင်းတတိတဖို့စဉ်ကတတိရှိနေရမယ်တတိဥရ၄ပါးပေါ်မှာတတိစိုက်ထားပြီးတဲ့အခါမှာဒီတတိကဘာတတိတုံးဆိုရင်ဖို့စဉ်9ပါးမှာပါတယ်တတိကြတော့ဝိပဿနာတတိဝိပဿနာတတိကနေပြီးတော့မတ္တတိဖို့တတိအဲ့ဒီအောင်ရောက်အောင်ကြိုးစားရမယ်လို့ဆိုတော့အဲ့တော့ဝိပဿနာတတိကဘာကိုအာရုံပြုနေတာတော့ဆိုယုံနဲ့နံကိုအာရုံပြုတာပဲရှုံနဲ့နံကိုအာရုံပြုပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောအဲ့ဒါတွေကိုသိနေတဲ့တတိအဲ့ဒီတတိကဘယ်လောက်ထိအောင်လုပ်ရမလဲလို့ဆိုရင်
ကိလေသာတွေကိုစွန့်ခွာပြီးတော့နိဗ္ဗာန်နဲ့ထီအောင်တွန်းပို့နိုင်လောက်အောင်စွန့်ရင်တတိပြည့်စုံသည့်အထိကြိုးစားရမယ်လို့ပြောတယ်ဘုဇင်9ပါးပွားတာတစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြီးတော့တစ်ဖက်ကနိဗ္ဗာန်နဲ့ကိုပို့ပေးနိုင်တယ်စွန့်ရင်တတိအဲ့ဒါကိုဝတ္တကပရိနာမိန်လို့သုံးတာဝတ္တကဆိုတာတစ်ခုကိုစွန့်တယ်တစ်ခုတည်းကိုတစ်ခုကိုစွန့်ပြီးတစ်ခုကိုရယူတယ်ဆိုလိုတာကကိလေသာကိုစွန့်ပြီးတော့နိဗ္ဗာန်ကိုရယူတယ်အဲ့ဒီလိုစွန့်ဆောင်နိုင်လောက်အောင်ရင့်ကျက်သည့်ထိအောင်ပွားပါလို့ပြောတာတမန်တတိလေးနဲ့တော့မရဘူးလို့ပြောတာနောက်တစ်ခါဓမ္မဝိဒိစေယတန်ဖို့စင်ဆိုရှုပ်တရားနံတရားတွေနဲ့ပတ်သက်ပြီးတော့အမှန်ကန်ကိုသိတဲ့သိလာအောင်စူးစမ်းဆင်ခြင်တယ်ဒါဝိပဿနာဉာဏ်အစဉ်စဉ်ကိုပြောတာပဲဓမ္မဝိစေယဆိုဝိရိယမယမနိကြိုးစားအထောက်မှုဝိပဿနာနဲ့ပတ်သက်တဲ့ဝိရိယပိဋိဒီတရားတွေပေါ်မှာစိတ်နှစ်ချိုက်နေမှုရှိရမယ်စိတ်ပြည့်ငြင်းငွေ့သွားရင်လုံးမမဟုတ်ဘူးအဲ့တော့စိတ်ကဝိပဿနာပေါ်မှာအာယုံဆိုင်ပြီးတော့နှစ်ချက်နေတဲ့ပိဋိရှိအောင်ကြိုးစားရမယ်အဲ့ဒီကနေတဆင့်တက်တဲ့အခါကျတော့လှုပ်ရှားတာတွေကိုရှော့ချလိုက်တဲ့အခါပတ္တတိစိတ်နှလုံးကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်တမာတိတည်ငြိမ်သွားတယ်ဥပိ္ပခာတဘာဝတရားတွေပေါ်မှာလစ်လျူရှုသွားနိုင်တယ်ချစ်ချင်းမုန်းခြင်းဆိုတာမရှိတော့ဘဲနဲ့လုံးဝတည်ငြိမ်သွားတဲ့အဆင့်အဲ့တော့ဘုဇင်9ပါးဘုဇင်9ပါးထဲမှာတတိယနေအလုံးကိုထိန်းချုပ်ပြီးတော့လှုပ်ရှားတဲ့ဘုဇင်က3ခုတည်ငြိမ်တဲ့ဘုဇင်က3ခုအလုံးတတိဆိုတဲ့ချိန်ခွင်ညကနေညှိပေးပြီးတော့လှုပ်ရှားမှုများရင်လည်းမရဘူးတည်ငြိမ်မှုများရင်လည်းမရဘူးအဲ့ဒီလှုပ်ရှားမှုနဲ့တည်ငြိမ်မှုကိုဟန်ချက်ညှိသွားအောင်ထိပြီးတော့ဘုဇင်9ပါးပွားရမယ်လို့ပြောတာနော်လှုပ်ရှားတဲ့ဘုဇင်ကဘာတော့ဓမ္မဝိဇ္ဇယဝိရိယပိဋိဒါတွေကကြိုးစားအထုတ်နေတော့လှုပ်ရှားနေတာသူအဲ့ဒီလှုပ်ရှားမှုတွေများရင်လည်းချိန်သားမကြိုက်တတ်ဘူးဒါကြောင့်မို့ပတ္တတိတမာတိဥပိ္ပခာဆိုတဲ့တည်ငြိမ်တဲ့ဘုဇင်တွေမျှအောင်လုပ်ပေးရမယ်ပေါင်းဆက်ပေးရမယ်အဲ့တော့တည်ငြိမ်လုံးအားကြီးသွားလို့ရှိရင်လည်းလူကတစ်ဖက်လဲသွားအလုံးမဖြစ်တော့အဲ့ဒါကြောင့်မို့ဒီနှစ်ခုစလုံးကိုညီမျှအောင်ထိန်းညှိပေးရမယ်အဲ့ဒီနှစ်အုပ်စုပေါ့သုံးမျိုးနှစ်အုပ်စုကိုတည်ငြိမ်အောင်ထိန်းညှိပေးတာဘယ်သူကနေထိန်းညှိပေးတာတော့ဆိုတတိတံဘုဇင်ကထိန်းညှိပေးသွားတယ်အဲ့ဒီလိုဘုဇင်9ပါးပွားလိုက်တာနဲ့တပြိုင်နက်လောကကြီးကထွက်ပေါက်ကိုရသွားမယ်လို့အဲ့သုတ္တမှာဒီလိုဟောထားတာနော်အဲ့တော့ပြန်ပြောမယ်ဆိုချက်3ချက်ပဲရှိတယ်လောကကြီးကထွက်ခွာခြင်းလို့ရှိရင်နံပါတ်1နိဝရဏကိုဖယ်ရှားတတိပဋ္ဌာန်အာယုန်၄ပေါ်မှာစိတ်ဆိုင်ထားပြီးတော့ဘုဇင်9ပါးကိုပွားဒီ3ချက်ပဲလောကကြီးကထွက်တဲ့ပုဂ္ဂိုလ်တိုင်းဟာယဟန္တာပဲဖြစ်ဖြစ်ပိစိကဗုဒ္ဓပဲဖြစ်ဖြစ်ဖရာပဲဖြစ်ဖြစ်ဒီလမ်းကြောင်းထွက်တာအာတော့ဟာဒီလမ်းကြောင်းထွက်တာကြီးနောင်ထွက်မဲ့ပုဂ္ဂိုလ်တွေပဲဒီလမ်းကြောင်းကပဲထွက်မှာပဲအခုထွက်နေတဲ့ပုဂ္ဂိုလ်တွေလည်းဒီလမ်းကြောင်းကပဲထွက်တယ်ဒါဧကယေနောတခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့ဒါကလောကကထွက်ခွာခြင်းအဲ့တော့လောကတွင်မှာနေထိုင်ခြင်းနဲ့လောကမှာထွက်ခွာခြင်းဆိုတာမြတ်စွာဘုရားကတိတိကျကျထေသနာတော်မှာဟောပြောထားတာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတကာနှစ်သိကူနေဥကာလအခါသမယမှာမိမိတို့ရဲ့ဘဝအခြေအနေကိုစဉ်းကျင်သုံးသပ်ပြီးတော့လောကတွင်မှာနေမယ်ဆိုရင်အကောင်းဆုံးဖြစ်အောင်ဘယ်လိုနေမယ်အကောင်းဆုံးဖြစ်အောင်ဘယ်လောက်ပဲကြိုးစားအကောင်းရှာမတွေ့နိုင်တဲ့လောကကြီးကထွက်ခွာခြင်းဘယ်လမ်းကထွက်ခွာရမယ်ဆိုတာသိရှိနားလည်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း
တွေတော့ရှိတဲ့ချမလားဟမ်ရှောက်လိုက်တယ်အဲ့ဒီနေ့ရှောက်ပေးလိုက်တယ်ဟိုတဲ့ဟုတ်တယ်ကြေကြလိုက်ခုနကြေကြတယ်အဲ့ဒီရှိသေးတယ်မဟုတ်လားလူရတနာပြောတာကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ရွှေကုန်းတိုင်းအဆက်စီမိသားစုလှူဒန်းမှုစီရင်ဘုရားတပည့်တော်အားလျှောက်ထားဖတ်ကြားခွင့်ပြုတော်မူပါဗျာရွှေကုန်းတိုင်းစေယုံအဆက်စီမိသားစုဥမာပါမောက္ခကျိုးဆရာတော်ဘုရားကြီးအနုဂဟအသင်းတို့ဦးအောင်ကိုဝင်းဒေါ်နန်းတန်းထွေးနေ့ဦးတရားလူအတွက်ဓမ္မပူဇာ350လူဒန်းပါသည်ဗျာရွှေကုန်းတိုင်း SSB သားစုမှနေ့ဦးတရားလူအတွက်ဓမ္မပူဇာအလူငွေ350လူဒန်းပါသည်ဗျာဒေါက်တာနလမာတာဘိဝန္တာအားအမှုထား၍အနုဂဟအသင်းတို့မိခင်ကြီးဒီဒေါ်သန်းမြင့်အားအမှုထား၍ဒေါက်တာဦးဇော်ထွန်းဒေါက်တာဒေါ်ထထေးကြီးတာများတပည့်များမြေများမိသားစုမှလူတော်ငွေ350လှူဒန်းပါသည်ဗျာရွှေကုန်းနိုင်စေယုံမိသားစု9ရက်သားတပည့်ကောင်းမှု2ဦးလူတော်ငွေဓမ္မပူဇာ15သိန်းကျပ်လှူဒန်းပါသည်ဗျာအိုဂျီဒေါက်တာဦးတင်မောင်အေးမိသားစုမှ2ဦးတရားလူတွေဓမ္မပူဇာလူတော့ငွေသင်္ကန်းတစ်စုံနဲ့1000ကျပ်လှူဒန်းပါသည်ဗျာနှစ်ဖက်သောမိဘများကိုရည်စူး၍ဦးကြည်လင်းဒေါ်နွယ်နွယ်စိန်မိသားစုမှ2ဦးဓမ္မပူဇာလူတော်ငွေ3သိန်းကျပ်လှူဒန်းပါသည်ဗျာဒေါက်တာနန္ဒမာတာဘိဝန္တအနုဂဟအသင်းတို့ဒေါက်တာတန်းတန်းနွဲ့နဲ့မာနမတစုမှအလှူတော်ငွေ3သိန်းကျပ်လှူဒန်းပါသည်ဗျာဦးသိန်းညိုဒေါက်တာမမိုးနဲ့သမီးမခိုင်စုဝေမိသားစုမှ2ဦးဓမ္မပူဇာလူငွေ3သိန်းကျပ်လှူဒန်းပါသည်ဗျာကွယ်လွန်သူလေးလေးစံငိမ့်အာရည်စု၍ဒေါ်သိန်းဝင်းမိသားစုမှ2ဦးတရားအလူဓမ္မပူဇာလူငွေ5သိန်းကျပ်လှူဒန်းပါသည်ဗျာစုစုပေါင်းနဝကာမအလှူတော်ငွေ185သိန်းကျပ်လှူဒန်းပါသည်ဗျာ
ကိုကြည်ခိုင်မယင်မင်းထွေတာမောင်ဇွဲရန်ပိုင်မောင်ဇွဲထက်နိုင်မိသားစုမှခြေတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအတွက်နဝကာမလူငွေသိန်းကျပ်လှူဒန်းပါသည်ဗျာဒေါက်တာနန္ဒမာရပိဝန္တအနုဂဟအသင်းတို့ဦးမျိုးမင်းမြတ်ဒေါ်ကြည်စုလှိုင်တမီစုမြတ်တန်စင်မိသားစုမှ3000ကျပ်လှူဒန်းပါသည်ဗျာဒေါက်တာလှလှအေးညီမဒေါ်အေးမြတ်ခိုင်2ဦးတရားအလှူအတွက်ဓမ္မပူဇာလှူတော်ငွေ3သိန်းကျပ်လှူဒန်းပါသည်ဗျာကွယ်လွန်သူဦးစံတင်အားရည်စူး၍ဒေါ်ခင်မာထွန်းမိသားစုမှ2ဦးတရားလှူအတွက်ဓမ္မပူဇာလှူငွေ3000ကျပ်လှူဒန်းပါသည်ဗျာဦးဇော်နိုင်ဦးဒေါက်တာနီလာစိုးနှင့်တမီမလမင်းတီရီတို့မိသားစုမှဓမ္မပူဇာလှူတော်ငွေ3000ကျပ်လှူဒန်းပါသည်ဗျာမန္တလေးမြို့နေဥယျာဉ်ကျင်းဆန်းဒေါ်တုံhòaတမီမကျူမိသားစုမှဓမ္မပူဇာလှူတော်ငွေ10သိန်းကျပ်လှူဒန်းပါသည်ဗျာကျေးတော်ရှင်ဆရာတော်ရှင်တမြတ်ကြီးဗျာယနေ့လှူဒန်းမှုအစုစုနဲ့ဆက်လင်း၍ယူဆချတရားချီးမြှင့်ပေးသနာတော်မူပါယံဘုရားတွေတော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဗျာအားလုံးဆိုကြမယ်ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုနိုင်ငံတကာနှစ်သိကူနှစ်ဦးမင်္ဂလာအခါသမယဝေတရားဓမ္မအလှူကိုလှူဒန်းကြပါကုန်၏ရှိညွန်းထားသည့်အတိုင်းတတ္တဗဝတ္ထုအစုစုတို့ကိုလှူဒန်းပါကုန်၏တရားဓမ္မကိုနာယူကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏နတ်အပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း